မဲ့ချက်ကဘာပုံလိုက်မလားကွယ်ခရီးချတဲ့မြတ်တာပုံဒီတော့ရင်မြေချနေပါတယ်ထူကြတဲ့သစ္စာပုံယူစနာတရားဝေးကွာရကွယ်စံပြတဲ့မြတ်တာပုံ
ကဲမင်္ဂလာသတို့သားမောင်မျိုးမြင့်နဲ့မင်္ဂလာသတို့သမီးမနုနုအေးတို့မင်္ဂလာအချိန်ခါကြာရောက်လာပြီဖြစ်ပါတယ်တို့ဖြစ်ပါရဲ့မင်္ဂလာဖိတ်ကြားလွှာအားဖတ်ပြမယ့်အစီအစဉ်ဖြစ်ပါတယ်မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ပေါက်မြို့နယ်မြေချားကျေးရွာနေကိုဝင်းကိုမအေးအေးຫນွယ်ဤမောင်ကိုစောထွန်းမခင်ဆန်းလိုက်တို့ဤညီဦးဖိုးကွယ်ဒေါခင်တို့တို့ဤသားမောင်မျိုးနှင့် BA Geography နဲ့မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ပေါက်မြို့နယ်အိုင်ကိုင်းကျေးရွာနေကိုထွန်းထွန်းမနုနုဝင်းကိုအောင်ထွေးမနုနုဆွေကိုဇော်နိုင်ဦးမနုနုဤကိုဇော်နိုင်ဝင်းမနုနုကြည်တို့ဤညီမဦးထေဝင်းဒေါ်စိုးကြည်တို့ဤသမီးမနုနုအေ BA Geography တို့ဤမင်္ဂလာအချိန်ခါကြာရောက်လာပြီဖြစ်ပါသောကြောင့်မင်္ဂလာသတို့သားမောင်အောင်မျိုးမြင့်နဲ့မင်္ဂလာသတို့သမီးမနုနုအေးတို့ဟာမင်္ဂလာစမြင့်ထက်သို့ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာလည်းပြီးမှမင်္ဂလာအခမ်းအနားစီစဉ်ရမင်္ဂလာသတို့သားမောင်အောင်မျိုးမြင့်နဲ့မင်္ဂလာသတို့သမီးမနုနုအေးတို့ဤကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာထုံးတမ်းဆင်လာရမင်္ဂလာဇနီးမောင်နှံတို့မှနှစ်ဖက်မိဖဆွေမျိုးမောင်နှမတို့အားကြော်ပန်းဆင်ရအခမ်းအနားဖြစ်ပါတယ်ဒီနေ့ဒီချိန်အားစပြီးဒီညီနဲ့ဒီမာနေပိုအောင်မင်းအောင်လက်ဆုံးနဲ့ပေါင်းဖက်ရပြီးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြီးဆိုပြီးတော့လက်ဆုံးတိုင်းလူမင်းကြပေါင်းရပါစေလို့ဆုတောင်းပေးပါတယ်ညီလေးနဲ့ညီမလေးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်
ဘာကြောင့်ညီလေးနဲ့ညီမလေးကိုကျေးဇူးတင်ရတယ်လဲဆိုရင်မိဘနှစ်ပါးနဲ့ဝေးကွာနေတဲ့နိုင်ငံရခြားမှာအခုလိုလက်ထပ်မင်္ဂလာပွဲကျင်းပတဲ့အချိန်ခါမှာအကိုတို့အမားတို့ကိုမိဘနှစ်ပါးရဲ့ကိုစားကတော့ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကိုတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကဟောကြားထားတာရှိတယ်အဲဒါကြောင့်ဘုရားရှင်ရဲ့အဆုံးအမစကားကိုလည်းနားထောင်မိဘစကားကိုလည်းနားထောင်ပြီးရင်ကိုဒီဒေသမှာကိုယ့်ရဲ့ညီကိုမောင်နှမတွေရှိတယ်ကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုလည်းတိုင်းတိုင်းမင်းမင်းနဲ့ချစ်ချစ်ခင်ခင်နဲ့တိုင်းမင်းမှာပြောစရာရှိတာပြောပါဘုံတော်ဆုံးပြောချင်တာကတော့ညီလေးတို့ညီမလေးတို့ဒီနေ့ဒီချိန်ကစပြီးတော့သာသမီရတနာများလဲထွန်းကားပါစေစီးပါလက်လာပါလဲဒီလာတိုးတက်ပြီးတော့နိုင်ငံအကျိုးဘာသာအကျိုးသာရဏအကျိုးကိုထမ်းဖို့တည်ရနိုင်သောဇနီးမောင်နှံများရှိ၍နေ့တရားတိုင်းအိုးမကွာအိမ်မကွာအိုးအောင်မင်းအောင်ပေါင်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ် မင်္ဂလာအခမ်းပွဲကြီးကိုကြွရောက်လာကြတဲ့မင်္ဂလာအပိသက်အပေါင်းတို့ခင်ဗျာကျွန်တော်များမင်္ဂလာအခမ်းအနားမှာအပိသက်အပေါင်းတို့၏ကိုစားမင်္ဂလာဆုတောင်းစကားဆိုရရတယ်ခင်ဗျာဒီနေ့ကျင်းပအောင်မြင်သောမင်္ဂလာနေ့ရဲ့အချိန်ခါမှအစပြု၍တူပေါ်တူချစ်ချင်းမြတ်တာအသင်ကြီးဖြင့်ရာတက်ပံယူနေကြတိုင်အောင်တစ္ဆာမြတ်တာလဲခိုင်စွာဖြင့်ရွှေလက်စုံတူရှင်တွဲပြီးဘဝအောင်ပွဲများပိုင်ဆိုင်နိုင်ကြပါစေဘေးရန်ခတ်သိမ်းကင်းရှင်းစွာဖြင့်ဂုံရှိန်တနာစာတိုးပွားလို့ပြေဝဆုံးလင်းလူအင်းဆန္ဒကြောင်းကြခတ်သိမ်းတောကငိမ့်စွာဖြင့်တည်မြဲနိုင်ကြပါစေမင်္ဂလာသတို့သားမောင်အောင်မျိုးမြင့်နဲ့မင်္ဂလာသတို့သမီးမနုနုလေးတို့၏ဆုတရားအဘက်ထိန်ညာလက်ထက်မင်္ဂလာတော်စီရင်ကျင်းပပြည်စီကြောင်းချင်းညာအပ်ပါတယ်ခင်ဗျာမင်္ဂလာပွဲဟာဂုဏ်ယူလောက်ပါပေတဲ့အပေါင်းအသင်းများတွေမိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထိတ်အမှတ်လို့အောင်မွေးချိန်သေးတိမ့်သိမ့်မဆဲတဲ့နှစ်ဖက်သုံးတိုင်းဝဲပေါက်သေးများရဲ့အဲဆောင်ခံမှာဘုံကလေးရွှေလာမီလိုဝေးပါပါမီးတို့မျက်နှာချက်ပြီးတင်လာတယ်
ပွဲဟာဂုံယူလောက်ပါပြီတဲ့အပေါင်းအသင်းများတွေမိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထိတ်အမှတ်လို့အောင်ပွဲချိန်တဲ့တိမ့်တိမ်မဆဲတဲ့ နှစ်ဖက်သူအသိဝိုင်းအပေါင်းအသင်းများရဲ့အိမ်ဆောင်ခန်းမှာဘုံလေးရွှေလာမီလိုဝေးပါပါမီတို့မျက်နှာချက်တီးပြလာတယ် ဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်း ဒီချိန်ခါသမီးမင်္ဂလာပွဲကြီးကြည်ပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်း လူနဲ့မြမကောင်းကြီးဩဘာသံတွေပြီးတယ်လေးပြီးတယ်မင်းတို့ချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ် ချစ်တိုင်းများတဲ့ဒီဘဝတာကျင်းစာဦးမောင်မေစိတ်ရောရွှေရောနေနေလာလို့လိပ်ဖက်နေတဲ့တငယ်ချင်းတို့အရွယ် ဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်း ဒီချိန်ခါသမီးမင်္ဂလာပွဲကြီးကြည်ပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်း လူနဲ့မြမကောင်းကြီးဩဘာသံတွေပြီးတယ်လေးပြီးတယ်မင်းတို့အချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ် ချစ်တိုင်းများတဲ့ဒီဘဝတာကျင်းစာဦးမောင်မေစိတ်ရောရွှေရောနေနေလာလို့လိုက်ဖက်နေတဲ့တငယ်ချင်းတို့ရွယ် စိန်ရွှေရတနာပစ္စည်းဥစ္စာပေါ်ကျွေးဝါရဲ့ဇောတိကပုံပမာနဲ့ကြောင့်ညာခတ်သိမ်းဒီငိမ့်နဲ့မိဖုရားတွေလည်းကင်းဝေးတယ်ငယ်ချင်းတို့မင်္ဂလာမောင်းနဲ့ကာယစိတ်ဓာတ်ဒုက္ခပြေဝကြသည်မှန်တကယ်အသက်ရာရောရှိစီကြောင်းပေါင်းစီသာတောင်းစုပြုလိုက်တယ် ကဲအတူလူမျိုးတွေဟုတ်တော့ဟုတ်လားဘာလို့လူနာတော့ကဲတော့လည်းဘယ်လိုပေါ်လို့လဲဆိုတော့ကဲတော့လည်းပန်းစီရရမယ်အခုမဆက်အောင်မနော်အခုပြစ်ဆိုရင်ပြစ်မပြစ်ဆိုရင်မပြစ်တယ်တော့မပြောပြစ်ချင်တယ်မပြစ်ချင်တယ်ဒီဟာပေါ်နေကြော်ပြီးပြီမှာတော့ဘုဒ္ဓရာလည်းတော့ပြောပြီးတော့အပြောလို့ပြောရမှာဘယ်လိုစေကိုအနေနဲ့ဘုရားကိုကြည့်ချင်တော့မတိုင်းမခိုင်းစီကြမှာနော်ကဲအောင်မယ်မဆက်အောင်တော့ဒါလည်းမဖြစ်တဲ့ဘုဒ္ဓရာမသိချင်တယ်ပြန်ပြောလိုက်မသိတော့ပြန်ပြောရမှာလေကဲလက်ဆက်မနော်တီမီတော့ကဲတော့ဆဲလိုက်တယ်ကဲဒီက
ဒီဖြစ်ပါတဲ့ကဲ 1 2 3 ဘယ်လိုလဲဘယ်လိုယူပါဆိုရမှာဘယ်လိုလုပ်ဆိုရမှာပိုင်လေးနဲ့ပြောပေးပေါ်တက်ကပိုင်လေးနဲ့ပြောပေးအားကမှအားဆောင်ရမယ်လေအစီအစဉ်ပါပြရတယ်ပိုင်လေးတော့သူ့ချာစုလေးဒီစီမောင်စုလေးပြောတယ်ကျွန်တော်ပြောဒါကဆိုပြရပေးရပါမယ်ဒီမှာလေ ဘာနဲ့လဲကြောင်ပတ်စံနဲ့ပဲလဲဟော ဒါလေးဘာလို့ဆက်လိုက်ရေးစီဆက်လိုက်ရေးပါလား တဝိုင်းသားနဲ့လဲပါ ဘယ်တော့ဘယ်တော့ ဝိုင်းတာနဲ့လဲ တဝိုင်းသား တော်ဝိုင်းလားအာဝိုင်းတော့ ဝိုင်းနေတယ် တပည့်တော်လားဒီနေ့တော့မလေးတော့ဟုတ်တယ် လုံးလေလုံးလေ ဘာဝိုင်းနေလဲမှာတော့ ဘာဝိုင်းနဲ့လဲမောင်ဟိုခေါင်းမေးလိုက်လေ ဟောကြီး ဒါလေ ဒီလိုနဲ့ပါ ဟိုပါဟိုပါ ဟုတ်ပြီဘာလဲဘာလဲဘာလဲကိုလေသာโอเคဒီစားနော်ဒီတော့နော်ဟုတ်ပြီဟောဘူးလားတက်ချလို့လားဟုတ်ပါလားဘယ်လိုလဲလို့ဒီတော့ဘာလဲဒီစားရရတော့ဘယ်စားရောဘယ်လာလဲဘယ်ပုံမှန်လားဘယ်ကနေရလဲပုံမှန်လားဘယ်စားရလို့လဲဒီ
တွေနဲ့လူတွေနဲ့ဝေး